ဒီကနေ့မှာတော့ Straight Kiwi ကမှကြောင်ကြိုကြောင်ကြားဆွဲကျင်တဲ့ brother တို့အတွက်ဘယ် funny player ကမှထုံမပြောတဲ့လက်ဝက်ချက်လေးကိုပြောပြပေးသွားပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ဗျကြောင်ကြိုကြောင်ကြားတွေကိုမဆွဲခင်အရင်ဆုံး Straight Kiwi ကိုကျွမ်းကျင်နေမှဖြစ်ပါမယ်အပိုင်းလေးနဲ့ခွဲတင်ပေးမှဖြစ်လို့ဒီပိုင်းလေးမှာတော့ Straight Kiwi ဆွဲနည်းလေးကိုပြောပြပေးသွားပါမယ်ဗျ気をつけてねさよなら友人ちゃんပုံမှန်အနေထားဆိုရင်ဒီ spare tool လေးကိုနေရန်ကိုတစ်ချက်ပြစ်ကြည့်ရင်ဖန်ဒီကအဲ့ဒီနေရန်စီတက်သွားတာကိုတွေ့ရမှာပါအဲ့ဒီနေရန်စီသွားတဲ့ဥတီချက်ကိုချိန်ဖို့လေးပေါ်ခုံရတာမို့လို့အောက်မှာအဝိုင်းလေးကြံခဲ့တာကိုလည်းတွေ့ရပါလိမ့်မယ်လေးပေါ်ကိုတစ်ခါခုံရင်ဖန်ဒီရဲ့ခေါင်းလေးကအကျိုးချိန်တဲ့ဘက်ကိုဥတီချက်တစ်ခါလှည့်ပါတယ်အဲ့ဒီတော့နေရန်စီကိုကျိုးတစ်ချောင်းပြည့်ရင်တစ်ခါခုံမယ်နှစ်ချောင်းပြည့်ရင်လေးပေါ်ကိုနှစ်ခါခုံပါမယ်Straight Kiwi ကြတော့နှစ်ကြိုးပြစ်ပင်မဲ့တခါတည်းပဲခုံပါတယ်။အဲဒီလိုခုံဖို့အတွက်လည်းတကြိုးကအရှိဖြစ်ပြီးနောက်တကြိုးကအတူဖြစ်ဖို့အတွက်လိုအပ်ပါတယ်။ပထမကြိုးတစ်ချောင်းကိုနေရန်နဲ့ဝေးဝေးလေးရောက်အောင်ပြစ်ပြီးဒုတိယကြိုးကိုကိုယ်နဲ့အနီးနားလေးကိုပြစ်ပါ။ပထမကြိုးကနေရန်နဲ့ဝေးတာကြောင့်နေရန်စီကိုရောက်တဲ့အချိန်ကြာမှဖြစ်ပြီးဒုတိယကြိုးကနေရန်နဲ့နီးတာကြောင့်ခဏလေးရောက်မှာပါ။ပထမကြိုးနေရန်ကိုရောက်တာရဲ့ဒုတိယကြိုးကနေရန်ကိုရောက်တာရဲ့တစ်ထပ်သေးချပြီးကြိုးတစ်ချောင်းနဲ့ပြစ်လို့ရှိရင်တစ်ချက်ခုံတာကိုသွေးဖယ်ပြီးတော့ကျိုးနှစ်ချောင်းပြစ်ပြီးတစ်ချက်ပဲခုံပါတော့တယ်အရှိတူပြစ်တာက Straight Kiwi ရဲ့အခြေခံသဘောတရားလေးဖြစ်လို့ကျိုးတူရှည်ပြစ်တာကိုကျွမ်းသွားရင်အချက်တိုင်း Straight Kiwi ကိုတေချာဆွဲရက်သွားမှာပါကိုပြစ်တဲ့ကျိုးကကျိုးရှည်တဲ့ကျိုးတူမဟုတ်ရင် Straight Kiwi လည်းမဖြစ်ပါဘူးပထမကျိုးကအရှိဖြစ်နေဖို့လုံးဝအရေးကြီးပါတယ်ပထမကျိုးကိုအတူပြစ်ပြီးပြောင်တင်မနဲ့အရှိတူပြစ်တာကလည်းပဲ Straight Kiwi မရနိုင်ပါဘူးအားလုံးကိုပြောချင်တာက funny train ရင်စိတ်တက်မကြကြပါနဲ့ Straight Kiwi ဆွဲရဖို့ကလက်အရန်ကြီးမြန်နေဖို့လည်းမလိုပါဘူးလက်မကိုလည်းအားထည့်ပြီးတော့ဆွဲစရာမလိုပါဘူးလက်မလေးကိုတေချာကြည့်ပေးပါပထမကျိုးကိုအရှိပြစ်တဲ့အခါအားထည့်စရာမလိုပဲလက်မကို spare tool အကွက်ပေါ်ဖွားလေးဆွဲပြီးတော့လွှတ်လိုက်တာပါပဲလက်မကိုအားထည့်ရင်ကျိုးထောက်တာတွေဖြစ်တတ်လို့လက်မကိုအားထည့်စရာမလိုသလိုလက်အရန်ကြီးမြန်မှုလည်းမလိုပါဘူးကျွန်တော်ပြောတာလေးတွေကိုလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်ဒီလောက် Straight Kiwi ဆွဲနည်းလေးကိုဆရာစားမချန်ပြောပြပေးခဲ့တာမို့လို့တေချာလေးလိုက်ပြီးတော့လည်းလေ့ကျင့်စေချင်ပါတယ်။ Funny ကိုဘလောက်ပဲ nerf ကောင်တာတွေဘလောက်ပဲပေါ်ပေါ် Funny hero ကလွယ်လွယ်နဲ့ train ပြီးလွယ်လွယ်နဲ့စွန့်ပစ်ခံရတဲ့အချိန်မှာမပါခဲ့တဲ့ hero ဖြစ်ပြီး Funny player တွေကလည်းအခုချိန်ထိကောင်တာတစ်တိုက်နဲ့ Matic Glory မှာကိုင်နေကြသေးပါပဲ။ယနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်လာမယ့်ဗီဒီယိုတွေမှာလည်း Mobile Legends နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြပေးသွားအောင်မို့လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီးအောင်းလောင်းလေးကိုလည်းတီးပေးခဲ့ကြပါဦး။အားပေးတဲ့သူတယောက်ချင်းစီတိုင်းအတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။